မြန်မာကျပ်ငွေ9သိန်းနဲ့ laptop တစ်လုံးကဘာတွေသုံးလို့ရလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာ laptop ကိုဘာတွေသုံးလို့ရလဲမပြောခင်မှာ9သိန်းနဲ့ laptop လေးကိုကျွန်တော် power ဖွင့်ပြမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော် power on ပေးလိုက်ပြီးဒီလုံးလေးက i3 ကို7 generation ဖြစ်တယ် RAM 8GB SSD 128GB နဲ့ဖြစ်တဲ့အတွက်ကို power အပွင့်ကဘယ်လောက်ထိတွက်လဲဆိုတာကိုလူကြီးမျိုးမျက်မြင်မြင်ရမှာဖြစ်ပါတယ်။အဲ့တော့hard disk မဟုတ်ဘူး SSD ဖြစ်တဲ့အတွက်ကိုတွတ်လက်လေးနဲ့ power ကိုစက္ကန့်မှအတွင်းမှာတက်သွားတာဖြစ်တဲ့အတွက်ကိုလူကြီးမင်းတို့ရုံးနေသုံးမဲ့လူတွေကျွန်တော်တို့ရုံးမဲ့သုံးမဲ့စာရေးစာရိုက်သုံးမဲ့လူတွေမိမိတို့ရဲ့အလုံးမှာလုံးဝကြမ်းကြမှုမရှိဘဲနဲ့တွတ်လက်လေးသုံးလို့ရမှာဖြစ်တဲ့အတွက်ကိုလူကြီးမင်းတို့အချိန်ကုန်တွေလုံးဝတတ်တာစီမဲ့ laptop လေးဖြစ်တယ်အဲ့တော့ဒီ laptop လေးကဘာတွေသုံးလို့ရလဲဆိုလို့ရှိရင် Microsoft တွေသုံးလို့ရမယ် Excel တွေ Word တွေ PowerPoint တွေအသုံးပြုလို့ရမယ် Photoshop ကို CS6 လောက်တိကိုအသုံးပြုလို့ရမယ်ကျွန်တော် video edit ပိုင်းတွေကိုလည်းကောင်းကောင်းမွန်မွန် smooth ဖြစ်နဲ့အသုံးပြုလို့ရမယ် AutoCAD သုံးချင်တဲ့လူတွေကကျွန်တော်တို့ 2D လောက်တိကိုနိုင်နဲ့သုံးလို့ရမယ် 3D ဆိုလို့ရှိရင်နည်းနည်းလေးလေးလိမ့်မယ်เนาะအဲ့တော့ကျွန်တော်တို့ game ဆော့မယ် game လေးတွေပါလေးတွေတုံးနေနဲ့ဆော့ခြင်းနဲ့ဆိုလို့ရှိရင်လည်း game ဆော့လို့ရတယ်ကျွန်တော်ဒီထဲမှာ counter strike တွေထည့်ထားတယ် sniper elite လိုမျိုး game တွေ counter 2 dota 2 တွေထည့်ထားတယ် sniper elite လိုမျိုး game လေးတွေလည်းကျွန်တော်ထည့်ပြီးတော့ကျွန်တော်တို့စမ်းကြည့်ဆော့ကြည့်ပြီးတော့အသုံးပြုလာတာဖြစ်တယ် social media သုံးမယ် Facebook Viber Messenger TikTok Telegram ကောင်းကောင်းအသုံးပြုလို့ရမယ် smooth ဖြစ်နဲ့သုံးလို့ရမယ် battery ကလည်း2နာရီကို3နာရီဝန်းကျင်လောက်ကိုကောင်းကောင်းအသုံးပြုလို့ရတဲ့ set ကလေးတွေဖြစ်တဲ့အတွက်ကိုဒီ performance နဲ့ဒီ price မှာလုံးဝ budget က low budget ဖြစ်နေတယ် budget ကလုံးဝတလေးနဲ့သုံးရမယ်performance ကလည်းအလတ်လောက်ထိကောင်းကောင်းအသုံးပြုရတဲ့ဖြစ်တဲ့အတွက်ကို9သိန်းကျော်မှာ laptop တစ်လုံးဝယ်ဖို့စဉ်းစားနေပြီဆိုလို့ရှိရင်ဒီ laptop လေးကိုကျွန်တော်ရွေးချယ်မှုပြဝနဲ့ recommend ပေးလိုက်ပါတယ်ဒီ laptop လေးတွေကလည်းကျွန်တော်ရှိမှာအလုံးရရာနဲ့ကြည့်ပြီးကျွန်တော်ရောင်းပြီးသွားပြီဖြစ်တဲ့အတွက်ကိုကျွန်တော်ပြဝအာမခံချက်ပေးပြီးရောင်းနိုင်တယ်ကျွန်တော်ကcustomer တွေဒီ laptop နဲ့ပတ်သက်ပြီး customer တွေရဲ့အများကြီးအတွေ့အကြုံကိုရရှိရတာဖြစ်တဲ့အတွက်ကိုဒီ laptop ကိုကျွန်တော်အာမခံချက်ပြဝနဲ့ရောင်းချပေးမှာဖြစ်တယ်ကျွန်တော်ရှိမှာဝယ်ယူတဲ့အလုံးတိုင်းကိုကျွန်တော်အာမခံချက်6လပေးတယ်လက်ဆောင်ပစ္စည်း5မျိုးပါဝင်မယ်စမ်းသက်ကာလတပတ်ပေးတယ်တပတ်အတွင်းမှာအစင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်အလုံးချင်းပေးမယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်ငွေအပြည့်ပြန်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဆိုင်လေးစားလေးဖြစ်တဲ့အမှတ်8095လမ်းမင်္ဂလာတောင်ညွန့်ရန်ကုန်မြို့မှာစိတ်တိုင်းကြလာရောက်ကြည့်ရှုရွေးချယ်ဝယ်ယူနိုင်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့0942118051နဲ့0999991153တို့ကိုအာမနာရဆက်သွယ်မေးမြန်းနိုင်ပါတယ်ဟုတ်ကဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်